ဇလန်းလေးဆောင်မှာတော့ပစိဖိတ်ပြည်နယ်ရှိတဲ့လူမျိုးဟာမြေရောက်ပီထရောင်းလောက်မှာရှိတဲ့လိုင်းခုတို့ကိုရှော့ကြည့်နေပါသူတို့ဟာကြောက်ရဟောင်းတွေကိုဖောက်ထွင်းပြီးတော့ကမှမတမ်းမနေရခဲ့ဘူးလေ6နိုင်တော့တွေ့ရတယ်သူတို့ကရုတ်တရက်ထူးခြားတဲ့ကြားရပြီးတောင်းပန်ပါတယ်တရားဝါမြောက်များဟာကဝုန်းကလေးဖြစ်ထွက်လာတဲ့ကောင်မြင်လာရပြီးလမ်းဝါကြပါတယ်လူတွေကထွက်ပြေးချင်ပေမဲ့တရားဝါဝိုင်းနာခံရပြီးဒေဝါကြောင့်လှမ်းရမှာမောက်ပလိုက်ဆိုတဲ့ကောင်မလေးကကြောက်ခဲ့ပါတော့ပဲနားမကြလို့ဆိုပြီးတော့သူ့ကိုနှောင်မြောက်ပြီးမရိုင်းနေကြကောင်လေးတို့များရှောင်မိနေလိုက်ပါတယ်ကံကောင်းထောက်မှစာပဲသူ့မှာ rock ဆိုတဲ့ကောင်းဆုံးတင်ကြီးတယောက်ရှိပါတယ်rock ကသူနဲ့စကားပြောလို့ရအောင်လက်သင်ငင်းကောင်းတယ်တင်လိုက်လေrock ကနှခမ်းကိုဖလို့ရပါမယ်ရန်ကူကြီးတက်တာကြောင့်လက်ချိချိပြီးပဲအဒီလိုက်ဖို့ပြလိုက်ပါတယ်အလန်းကသူ့ရောက်တော့သူ့ခွေးလေးကဝမ်းသာကျူးလို့သူ့ကိုကျူးကသူ့ကိုစကားနဲ့ထုံးလိုက်ပြီးတော့အမေဖြစ်သူကီတီရလည်းနောက်ကျလို့ဆိုပြီးတော့ဆူပင်မဲ့တော့နဲ့သူ့ရဲ့ပတ်သက်မှုကိုစောင့်လိုက်ပါတယ်ရုတ်တရက်ခွေးလေးထောင်းနေအလန်းကသူ့ငွေထောင်းနေအောင်တည်ထားမိလိုက်ပါတယ်သူ့ကိုအနေရှိလိုမျိုးခံစားလိုက်ရပါတယ်အဲဒီနေ့ညမှာအလန်းကအဲဒီနေရာပေါ်မှာရဲနေပြန်နေအောင်တွေးလိုက်ပြီးမိကူတွေမြောင်များထွက်နေအောင်လည်းမြင်လိုက်ရပြီးတော့သူ့ဖွားတရားစလိတောက်နေအောင်လည်းတွေးလိုက်ရပါကအဆုံမကောင်းလို့စလိမတောက်တယ်လေဒါကိုအလွမ်းကသူ့မိတ်ကလေးကိုမပြောဘူးလို့ကတိပေးလိုက်ပါတယ်နောက်တော့အလွမ်းကသူ့မိမစကားပြောနေအောင်ကြည်နေလွန်ခဲ့တဲ့3နှစ်ကသူကကားဆက်စီးတဲ့လူနောက်ကြတော့ပဲဖေးဘက်ကဟိုဖွားတွေကိုဆူဆွထားတဲ့အကြောင်းပြောနေကြဒါပေမဲ့သူ့မိဘတွေကပိုပြီးဆူဆွနေခစားရလေသူအေးရဝင်တော့သူတပလက်ထဲနေပြီးတော့ရော့ရဲ့မက်ဆေ့ကိုဝင်ကြည့်လိုက်ခြင်းမှာတော့ညဘက်ကောင်းကင်တူမှာပြန်နေတဲ့သူတဲ့လောတော်ရဲ့ဗီဒီယိုပါနေပါတယ်တကယ်သူ့ဖေကရောက်လာပြီးတော့သူ့ကိုရောနဲ့ပတ်သက်ပြီးတော့ဆောင်းအောင်တဲ့နှုတ်ရှိပြသွားပြီလေပြီးတော့လိုင်းရအိတ်ဖို့ပြင်မဲ့ခွေးလေးကအဲ့တုံးပြောပဲဖြစ်နေပါတယ်နောက်ပိုင်းညနေကောင်မှာခေဒီယာအလွမ်းနိုးပြီးအကယ်နဲ့ခေါ်ပါပါတယ်အိမ်မှာမိသားစုနဲ့ဟဲ့ရဲ့ကောင်းတဲ့ကင်းဖြစ်တဲ့ခဏတို့ကတင်းကြည့်နေကြပါတယ်ဒီကံမျိုးကြီးရေအများဆုံးတိုက်ရိုက်ခံရပြီးတော့တပိပိနဲ့တနိုင်ငံလုံးကိုပြန်နေပြီလေစာပိုင်းမှာသူတို့ကချမ်းမဲသမားတွေတော့ပြောကြပေမဲ့အကြခင်မှာပဲဖုန်းနဲ့ရိုက်ထားပြီးတော့သူကပြန်နေလာပြီးတော့လမ်းမှာခုတ်တိခံရတဲ့လောင်းတွေကိုပြတာပါပြီးတော့သူ့မှာတော့မိခင်တယောက်ကသူ့သားရဲ့ပါဇက်ကိုတင်းနေကြတာပြီးတော့တမထွဲရဆိုတဲ့ဆိုင်မို့ခိုင်းတာဟိုကိုတွေ့လိုက်ရပါတယ်ဒီမှာဘုံဘုံတကူကိုချားလိုက်ရပြီးမိသားစုဝင်တွေကအိမ်ပြန်ပြထွက်လာပြီးတော့ရက်လင်းပြန်သွားတာကိုတွေ့ရရတယ်လေဒီနေ့ကိုပြန်ဝင်လာတော့တတိယမှာလည်းစူးစမ်းနေတာရဲ့ဖွဲ့တည်ပြီးတော့တကူပြသနေပါဗီဒီယိုတကူမှာရှိခဲ့တဲ့တော့ပါလေရလိုင်ကုန်တွေကနေလွတ်မြောက်လာပြီးတော့ကိုလူတို့တက်ခဲ့နေကြအောင်ဒီပြူတာပါတရဲ့ TV ကနေရေးပေါ်ထုတ်လိုက်ရုံတကူကိုပြောင်းလဲသွားပြီးတော့လူတိုင်းအိမ်ထဲမှာနေဖို့တကားတွေဗီဒီပေါက်တွေတောက်ခတ်ထားဖို့ပြီးတော့တမထွက်ဖို့တတိပေးလိုက်ပါအလိုင်းကမြို့တွေကဆူညံနေလို့နေလို့စုံစရာကိုထောက်ပြလိုက်ပြီးတော့အဲသူတွေတဲ့တော့ဖို့တိတ်ပြီးတော့မြို့တွေထွက်ကြမယ်လို့ဆုံးဖြတ်လိုက်ပြီလေအလိုင်းနဲ့ချူရိုကကားလေးနဲ့ရင်တော့ထွက်သွားကြပြီးတော့အဲလူတွေကခွေးလေးနဲ့တူနောက်ကလေးကနေလိုက်နေပါတယ်သူတို့ကမောက်ထွက်သွားတော့မြို့တစ်ခုတော့မိကောရင်နဲ့ဖုန်းလမ်းသွားပြီးတတိထားမိသွားပြီလေမြောင်ရထားဦးမင်းနေပါလေရတစီရာရက်သွားပြီးတော့မြားပြားတိတ်နေဖို့ကြိုးစားရင်းနဲ့အဲမှာပိတ်မိနေပါဒီမှာပဲကလေးယောက်ကထားကိုတော့ခီးတွေကကလေးကိုဆွကြည့်ပြီးတော့ကနေပြချဖို့လုပ်ကြရလေငယ်ဖြစ်သူကလည်းသူကလေးကိုတင်းပြဆွဲပြီးတော့သူကလေးနဲ့သူနဲ့ဆင်းသွားမယ်လို့ပြောလိုက်ပါတယ်သားမင်းနေရရထားပေါ်ဆင်းပြီးဦးမင်းနိုင်ကောင်းနေမှတဲ့ရှော့သွားနေကြပါပြီကလေးရမလို့ဆက်ချွတ်ချွတ်လုပ်ချလိုက်ပြီးတော့ခေါင်းကိုတော့သတော်ဝါရီရချက်ချင်းပေါ်လာပါမိခင်ကကလေးကိုဝေးပြေးပြီးမဲ့ထင်တော့မမြင်တဲ့ထားပေါ်ကခီးတွေကသူတို့သက်တာကိုပဲထိုင်ပြီးကြည့်နေရောလည်းဘာမှမတတ်ဘူးတစ်ဖက်မှာလည်းဗီဒီယိုကနေဒီစုတို့ဦးကြီးအလုံးများများနေကြအောင်တည်လိုက်ရပါတယ်။လိုင်းကသူတက်ပလန်နဲ့ရော့ကိုစကားပြောတော့ကအနာပိုင်ကြံပြီးတဲ့အတိုင်းအင်းထဲမှာပဲနေဖို့ဆုံးဖြတ်ထားကြအောင်ပြောပြလိုက်ပါတယ်။နောက်ဆုံးမှာတော့မိသားစုကပစ္စည်းဝယ်ဖို့တက်စီတိုင်းမှာချက်လိုက်ပါတယ်။လိုင်းကခွေးလေးကိုပြင်ထုတ်ပြီးစီတော့ခိုင်းပါတယ်။ရုတ်တရက်ခွေးလေးတနက်ကန်တဲ့သူဟောင်းလိုက်တော့အဲလူကကောင်းကင်ကိုမြောက်ပြီးတော့တနက်ဖောက်လိုက်လိုင်းတို့မိသားစုကိုကားပေးဖို့တောင်းဆိုလိုက်ပြီးတော့ပေးဖို့ဆင်းပြီးတော့ကလိုင်းကသူ့ရဲ့ခြေထောက်ကိုတနက်နဲ့ပြစ်လိုက်ပြီးခွေးကလည်းခုန်ခိုင်းလိုက်ပါတယ်။ကလိုင်းကအဲလူရဲ့ခြေထောက်ကိုယူပြီးတော့ထွက်သွားပါတယ်။ကျန်းနေရတော့ကိုအိဆက်ကိုရှင်ပါလေကျူကဆိုရင်တော့မိသားစုနဲ့သူတော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီမှာလည်းဟာသူတက်ပလက်နဲ့တင်းနေကိုဆက်ကြည့်နေပါတယ်။နောက်ကြရင်လည်းအပန်းကြီးကိုစက်တင်ဖို့ကမလို့ရောချင်တဲ့နေကိုလည်းတိုက်ခဲ့စဝါဒီနဲ့ကိုကြီးပေးကြပါ